easy Korean region ပေါ့နော်ဒီ region ပုံတွေကနေပြီးတော့ဒီဒါလေးတွေကိုဒီလေ့လာကြည့်ကြရအောင်ပေါ့နော်ဒီဟိုကအခန်းဘယ်နှခန်းပါလဲဆိုအခန်း30ပါတယ်အဲ့တော့မှအခန်းတစ်ကိစ္စပြေးလာကြနေဒီစာပိုက်လေးကိုမဖတ်ခင်ဒီစာပိုက်ထဲမှာပါတဲ့သူနဲ့ပတ်သက်တဲ့မျိုးလေးတွေကိုတစ်ဆက်သွားကြည့်ကြမှာပေါ့နော်ဒီမှာဆိုလို့ရှိရင်ပါတယ်ပါလို့ဆိုလို့ရှိရင် 한국 사람들 한국 코리아 사람ဆိုလို့ပေါ့ပြောချင်တာ 한국 사람들ဆိုတာကိုရီးယားလူမျိုးတွေပေါ့တဲ့ဆိုတဲ့အပါတော့ကိုရီးယားလူမျိုးတွေပေါ့နော်လို့ရှိရင် kimchi jjigae ဆိုတာက kimchi ဟင်းကြီးဂျာဂျူးဆိုတာမကြာခဏမော့တာစသည်돼지고기 왔다 들어가다 ပါဝင်သည် um식 ဆိုတာကအစားအစာကိုပြောတယ် 냄비 ဆိုတာကအိုးပေါ့နော်ဒီနှုတ်ချက်တဲ့အိုးကိုပြောတယ်ပြီးလို့ရှိရင် 볶다 ဆိုတာကကြတော့ဒီကြော်တာကိုပြောတာနော်စီနဲ့နဲ့ကြော်တာကို 볶다 လို့ခေါ်တယ်ပြီး 익다 ဆိုတာကြက်သည်ပြီးရင် 넣다 ဆိုတာကထည့်သည် bon ဆိုတာမင်းနဲ့ 정도 ဆိုတာခန့်လောက်ဆိုတဲ့အဓိပ္ပာယ် about ပေါ့နော် around ဆိုတဲ့အဓိပ္ပာယ် 고기 ဆိုတာအသား 함께 အတူတကွ 마지막으로 နောက်ဆုံးအနေနဲ့ မူးဆိုတာကရေကိုပြောတယ်육수ဆိုတာကအသားပြုတ်ရေပြောတာပေါ့ရေတခုအသားပြုတ်ရေပေါ့နော်လို့ရှိရင်붓다ဆိုတာလောင်းထည့်သည်ဆိုတဲ့အဓိပ္ပာယ်တော့ပို့ပြီးတော့လို့ရှိရင်피리다ဆိုတာကျတော့ကြိုချက်တာကိုပြောတာ완성ဆိုတာ완성하다ပြည့်စုံနေဆိုတဲ့အဓိပ္ပာယ်완성하다ဆိုတာပြည့်စုံနေဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ပြီးလို့ရှိရင် 마늘ဆိုတာကကြက်သွန်ဖြူ다이파ဆိုတာကြက်သွန်မိတ်두부ဆိုတာကတုပ်ဖူးကိုပြောတာပေးပြလို့ဟာမျိုးပေးပြကိုပြောပေါ့နော်ပြီးရင် 맛있다ဆိုတာအရာကရှိတယ်ဟုတ်ပြီအဲ့တော့နည်းနည်းလေးတွေလေ့လာပြီးတော့ဆိုတော့စာပိုင်လေးတော့ဖတ်ကြည့်ကြမယ်စာအုပ်ထဲမှာဆိုအခန်း1ပါဆိုရင်ယူရီဆိုတာဒီပါပေါ့နော်ယူရီမှာဆိုလို့ရှိရင်ဘာလေးပါမလဲဒီဆက်ကြည့်ကြရအောင်ခိုင်းတော့စာပိုင်နည်းနည်းချင်းလေးချက်လာโอเคအဲ့ဆိုတော့ကြမယ်ဘာလို့ဆိုစမ်းပေါ့နော်ယူရီဆိုတာကဆက်ပြုတ်ခြင်းဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ယူရီဆိုတာโอเคပါဆိုရှင်လာပြီ한국 사람들은 코리아လူတွေကတော့ 김치찌개를 자주 먹어요 김치찌개 김치 ဟင်းရည်ကို 자주ဆိုတာမကြာခဏ 먹어요 စားကြပါတယ်တဲ့ 김치찌개에는 김치찌개မှာဆိုလို့ရှိရင် 김치နဲ့ 돼지고기가 김치 내 돼지고기가 들어가요. 빠오인 말이 들어가다. 빠오인데 소리되구나. 먼저 아이엔서우는 냄비에 돼지고기를 넣고 볶아요. 아이엔서우 대 오래 맛보노 돼지고기 왔다고 돼지고기를 넣고 태비로 볶아요. 저 말이 그리고 비로 돼지고기가 익으면 돼지고기가 짰다 비소루시니 김치를 넣어요. 김치 태밤에 3분 정도 고기와 김치를 함께 볶아요. 이 떡만일라 보노 에리 왔다네 아따네 디 김치고 두두 줘밤에 마지막으로 나서 언니네 물이나 육수를 붓고 디 시베 피피 뭐 아따 뼈기고 붓고 태비도 넣어기리며 태비로도 디 쫓아라면서 태비어 짜 타라면서 루시엔 완성이에요. 삐서 마비래. 자, 루시엔 김치찌개 삐삐 번호 완성이에요. 내가 마늘 쨌든 줄이 대파 소리 쨌든 메디 두부리고 넣으면 태비 처음에 솔루션이 더 맛있어요. 우비로 야가시 바에 카드리가로 잡아보. 오케이. 무슨 말이에요?